မာလေးတို့မင်္ဂလာပါ မင်္ဂလာပါရှင် မာလေးတို့နှစ်ယောက်ကပေါ့နော်ဒီ KBZ Ambassador ရဲ့ best mark ကိုပါဝင် ညီမတို့နှစ်ယောက်ကအခု KBZ Ambassador ရဲ့ Best 18မှာပါဝင်နေရပါဖြစ်ပါတယ်ရှင် မာလေးတို့ရဲ့နာမည်လေးနဲ့ BUC မှာလက်ရှိတက်ရောက်နေတဲ့အတန်းလေးကိုမိတ်ဆက်ပေးပါ ညီမရဲ့နာမည်ကတော့နှင်းဦးဝေလင်းဖြစ်ပါတယ်အခု BABN အတန်းမှာတက်ရောက်နေတာပါ online အနေနဲ့တက်ရောက်နေတာ မာလေးရအောင် ညီမနာမည်ကတော့ Neri ဆိုဖြစ်ပါတယ်ညီမအခု BABM ရဲ့ online intake မှာတက်ရောက်နေတယ်ဖြစ်ပါတယ်ရှင် BUC မှာ final year တက်ရောက်နေတဲ့အတွေ့အကြုံလေးကိုလည်းတစ်ချက်လောက် sharing လေးလုပ်ပေး BUC မှာအခု final year တက်ရောက်တာကတော့အဆင်ပြေရယ် online နဲ့ဆရာမကြီးကလည်းတေချာလေးသင်ပေးရပေါ့နော်အခုဆိုလို့ရှိရင်တော့ module တစ်ခုပြီးသွားပြီ leadership module ဖြစ်တဲ့အတွက်ကြောင့်မို့ဒီဟာနဲ့ပတ်သက်ပြီးတော့လည်း experience တွေရောဒီ knowledge တွေရောရလိုက်တယ်ပေါ့နော်ဟုတ် မာလေးရအောင် ညီမအနေနဲ့ဒီလမှာစပြီးတော့ပထမဆုံးတက်ရောက်တာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်HD နဲ့မတူတာကတော့ exam မရှိဘူး assignment ကိုပဲပို့ပြီး focus လုပ်အောင်ဖြစ်တဲ့အတွက်ပို့ပြီးတော့အရေးကြီးတယ်လို့တော့ခံစားပါတယ်ပို့ပြီးတော့စာလည်းပို့လို့ဖြစ်တယ်ပေါ့နော် KBZ Ambassador ပွဲမှာပါဝင်နိုင်ဖို့အတွက် BUC ကနေတင်ယူခဲ့ရတဲ့ဘယ်လိုမျိုးထောက်ကူပြုမယ်လို့ယုံကြည်လဲပေါ့ HND တုန်းကတက်ရောက်ခဲ့ရတယ်ဆိုလို့ရှိရင်တော်တော်လေးကိုအထောက်အကူဖြစ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်လည်း KBZ ကဒါ financially ကိုသွားပြီးတော့မှဦးစားပေးရဖြစ်တဲ့အတွက်ကြောင့်မို့ကိုရီ BUC မှာဆိုလို့ရှိရင်လည်း HND တင်ခဲ့တဲ့ဟာတွေမှာဆို accounting တွေ financial accounting management accounting အဲ့လိုမျိုးတွေပါမယ်ကွာအဲ့တော့အဲ့ဒီကရင်ပြီးတော့မှပဲပို့ပြီးတော့လည်းအထောက်အကူဖြစ်တယ်ဒီကမှကောတခြားဒီ networking ဘိုင်း leadership အပိုင်း management အပိုင်း operation ဘိုင်းအကုန်လုံးကအထောက်အကူဖြစ်ပါတယ်ပေါ့နော်သူ့နေရာနဲ့သူဟုတ်ညီမအနေနဲ့ကျတော့ဒီ knowledge တွေနဲ့ assignment တွေကပို့ပြီးတော့ထောက်ကူဖြစ်တယ်လို့ထင်တယ်ပေါ့နော်ပေါ်လို့ရှိရင်ကျတော့ဒီမှာ communication skill ဆိုလို့ရှိရင်လည်းပို့ပြီးတော့ကောင်းလာတယ်ဒီမသိရတဲ့သူတွေနဲ့လေအဲ့လိုစကားပြောရတာအဖွဲ့လိုက်လှုပ်ဆောင်ရတဲ့ activity တွေရှိရလေအဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့တိုးတက်လာတယ်လို့ထင်ပါတယ်ဟုတ် ညီမနာမည် Cherry Pass ဆိုပါဒီမှာ BUC မှာ Bachelor Computer Science ကိုတက်နေရပါတော့ဟုတ် အခုညီမလေးက Bachelor တန်းကိုတက်ရောက်နေပြီဆိုတော့လေ HND တက်နေတဲ့ Junior လေးကိုဘာလေး recommend ပေးချင်လဲ HND တက်နေတဲ့ Junior လေးတွေအတွက်တော့ဒီပညာရေးကိုဆက်သင်စီခြင်းတယ်ပေါ့နော်စူးစမ်းနေတယ်ညီမကလည်း BUC မှာဒီ HND ID နဲ့ပြီးပြီးတော့ Bachelor ကိုဆက်တက်နေရပေါ့နော် BUC မှာပဲဆက်တက်နေရောနောက်ပြီး BUC မှာလည်းဒီဆရာမတွေသင်ကြားအသင်ပြကောင်းတာတွေရောနောက်ပြီးတော့student service အမကြီးကလည်းအကောင်းသဘောကောင်းတော့ဆရအဆင်ပြေခဲ့ရပေါ့နော်အဲ့ဒါကြောင့်ညီမဒီ Bachelor ကိုဆက်တက်ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ Junior လေး Bachelor ဆက်တက်ဖြစ်ချင်တယ်ဆိုရင်တော့ BUC ကို recommend ပေးပါရှင်ဟုတ် ကျေးဇူးပါညီမလေး ညီမနာမည်တော့ညီဒီခိုင်မှာအခု BUC မှာ BSc Honors Computer Science Batch 9မှာတက်နေရပါတော့ BUC ကနေပြီးတော့ဟောနော်ဒီ University of Sunderland မှာသင်ကြားရတဲ့ဘာသာတွေထဲမှာပေါ့နော်ဖေဘာသာကိုအကြိုက်ဆုံးလဲဘာဆောင်လဲပေါ့ညီမလေး တင်ကြားရတဲ့ဘာသာတွေထဲမှာအကြိုက်ဆုံးကတော့ AI ပေါ့နော်ဘာလို့လဲဆိုတော့ခုခေတ်က AI tools တွေကတရားလူတွေရဲ့နေ့စဉ်တူတော့ general essential things ဆိုဖြစ်လာဆိုတော့ AI ကိုတင်ရတယ်စိတ်ဝင်စားရပြီးတော့အဲ့ဘာသာတွေအားလုံးထဲမှာအကြိုက်ဆုံးပေါ့ AI ဟုတ် ဒီနေ့တက်ရောက်ရတဲ့ program လေးကိုညီမလေးဘယ်လိုလေးခံစားရ ဒီနေ့တရား program လေးอ่ะပေါ့နော်ညီမတို့လူငယ်တွေအတွက်လည်း networking တွေအများကြီးရတယ်ပြီးတော့မသိရသေးတဲ့ knowledge တွေကိုလည်း expand လုပ်လို့ရတယ်ပြီးတော့ညီမတို့ဒီကျောင်းသင်ခန်းစာသင်တာတွေမဟုတ်ပဲဒီမှာ soft skill ရော hard skill ရောပါပေါင်းပြီးသင်ပြတဲ့ကြောင့်မို့ ice skill တွေလည်းပို့ပြီးတော့တိုးတက်ဖို့အခွင့်အလမ်းတွေအများကြီးရလို့မြင်ပါရှင် ညီမလေးကျေးဇူးပါ ကျေးဇူးပါမ